Hello ဒီနေ့တော့ဟင်းချက်လက်ရာတွေအကုန်လုံးစားလို့ကောင်းပြီးတော့ဒီလိုမျိုးပြည့်နှစ်ပြီးအရသာရှိတဲ့ပဲဟင်းရည်ပါရတယ်တောင်အုံကလာတစ္ဆာလမ်းမပေါ်ကမမူကြီးထမင်းဆိုင်ကိုရောက်ခဲ့ပါတယ်။ဒီရောက်တဲ့ချိန်ကနေ့လယ်1 နာရီခွဲလောက်ပါဆိုင်မှာလူတော်တော်ကြီးကိုကြာနေပါပြီ။သူက17 နာရီခွဲလောက်မှစဖွင့်ပြီးတော့2 နာရီလောက်ထိပဲဟင်းစုံတယ်လို့ပြောတယ်ပေါ့နော်။ဆိုင်နေရောက်တဲ့ချိန်ဆိုရင်တော့ထုံးစံတိုင်းဟင်းတွေကအပြည့်မရှိနေတော့ဘူးဒါပေမဲ့ဟင်းကတော့အကုန်လုံးစုံနေပါသေးတယ်။သူဆိုင်ကပဲဟင်းရည်အိုကြီးရတော့ကြီးရဲ့အကြိုက်ဆုံးပါပဲဆိုင်မှာထမင်းစားမယ်ဆိုရင်အရန်ဟင်း6မျိုးနဲ့တိုးစရာနဲ့ဒီလိုပဲဟင်းရည်မနှုတ်တနီအစုံချပေးပါတယ်ဒီနေ့မှာစားဖြစ်တာလေးတွေကစိတ်ပေါင်အာလူ8000ငဖယ်ဘဲဦး3500အမဲသားနှက်က6000ဒါကဟင်းပွဲတီးတန့်ဈေးတွေပါဆိုင်မှာထိုင်စားမယ်ဆိုရင်တော့ထမင်းရဲ့အရန်ဟင်းနေရဲ့ပဲဟင်းရဲ့အကုန်ချပေးတာမှာ2500 2000ပို့ပါတယ်အမဲမွားကြော်က6000အမဲလုံးကြော်က9000ဒီမကြီးသီးကြော်လေးဆိုရင်1000ပဲရှိပါတယ်အခုပြောသွားတာတွေကဟင်းပွဲတီးတန့်စီတွေပါနော်အရင်ဆုံးစားဖြစ်တာလေးကစိတ်ပေါင်အာလူပါစိတ်သားလေးကနူးညံ့ပြီးတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်ကြည်အရန်ကြိုက်ပါတယ်အသားကချက်ထားတာနူးနူးအီအီလေးပေါ့နော်ညှိနဲ့လုံးဝမရှိဘူးသူ့ရဲ့ဟင်းအနှစ်လေးလည်းအရသာရှိတယ်ဒီအမဲမွားကြော်လေးဆိုလဲအရန်စားလို့ကောင်းတာပဲအသားကိုမွားထားတယ်ဆိုပေမဲ့မူလအသားအရသာလဲလုံးဝမပြောက်သွားပဲနဲ့အရသာတော်တော်ရှိတယ်ပြီးတော့ကျွတ်နေအောင်ကြော်ထားတဲ့အရသာလေးပါရောပြီးတော့ခံစားရတယ်တော်တော်လေးကိုကြိုက်ပါတယ်ဒီဆိုင်ကပဲဟင်းရတော့ပြောစရာမလိုပါဘူးတော်တော်လေးကောင်းတာပါသူ့ရဲ့အရန်ဟင်းနဲ့ကငရုတ်သီးကြော်လေးနဲ့ဒီလိုမျိုးနယ်ဖက်ပြီးစားလိုက်အောင် share ပါပဲအဲ့လိုပဲဟင်းလေးနဲ့နယ်ပြီးစားမယ်ဆိုရင်အမဲလုံးကြော်လေးနဲ့စားလို့လိုက်ပါတယ်အမဲလုံးကြော်လေးက texture လေးတော့နည်းနည်းမာသလိုရှိပေမဲ့အရသာတော်တော်လေးရှိပါတယ်စားလို့ကောင်းတယ်ဒါကတော့ငဖယ်ဘဲဥလေးပေါ့နော်သူကတော့ဟင်းအနှစ်ကအရေကျဲလေးချက်ထားတာမို့လို့ထမင်းနဲ့နယ်စားရင်တော့အရသာနည်းနည်းလေးပေါ့တယ်ငဖယ်လေးကတော့တော်တော်လေးစားလို့ကောင်းတယ်သူ့ဟင်းအနှစ်လေးနည်းနည်းပေါ်တော့ကြတော့ဒီခရမ်းကျင်သီးငပိချက်လေးနဲ့လိုက်ပါတယ်အရန်ဟင်းနဲ့ကအဲ့ဒီခရမ်းကျင်သီးငပိချက်ကတော်တော်လေးကိုအရသာရှိပြီးစားလို့ကောင်းပါတယ်ဒါတော့ငပိငံပြားရေမပါဘူးပေါ့နော်ပစွန်ကြောက်နိုင်နဲ့ချက်ထားရပြောပါတယ်ဒါလေးကတော့အမဲသားနှက်ပါအမဲသားနှက်ဆိုလဲအသားလေးကတော်တော်လေးနူးဤပြီးတော့အရသာရှိပါတယ်အမဲသားကကြီးအတွက်ဆိုရင်တော့မဆူစလောက်လေးအမဲသားနှက်လေးနည်းနည်းရတယ်ပေါ့နော်ကြီးကစိတ်သားဟင်းပူကြိုက်တယ်ကြီးတငယ်ချင်းကတော့အမဲသားနှက်ပူကြိုက်တယ်လို့ပြောပါတယ်စားရင်ဤလာရင်လည်းအရန်ဟင်းထဲမှာကြက်သွန်တခွားသည့်အချင်းလေးရှိပါသေးတယ်ဒီဆိုင်ရောက်ရင်တော့ကြည်ရောကြည်တငယ်ချင်းရောပုံမှန်ထက်ပိုပြီးတော့ထမင်းစားဖြစ်ပါတယ်သူဆိုရင်လည်းဒီဆိုင်မှာထမင်းစားတာတော်တော်လေးကြိုက်တာပါသူ့ရဲ့မနှုတ်တနီဟင်းရည်လေးဆိုရင်လည်းအရသာပြပြဝဝလေးနဲ့တော်တော်လေးတောက်လို့ကောင်းပါတယ်ဒါဆိုနောက်ဗလော့လေးတွေကြမှာထပ်တွေ့မယ်နော်တတာ